မနက်လင်းလို့အလုံးသွားရတော့မယ်ဆိုတာနဲ့ခေါင်းထဲမှာအလုံးလိုစိတ်ညစ်သွားစေတဲ့ငစားတကောင်တင့်လုပ်ငန်းထဲမှာရှိနေလားကို့အလုံးမှာအမြဲတမ်းအုံးစားတယ်ပြဿနာရှာတယ်ဆရာကြီးလုပ်တယ်ပြန်ကြတယ်အခြားသူတွေကိုအထင်သေးနှိမ်ချဆက်ဆံတတ်ပြီးအထဘာအောက်ဖိလုပ်တတ်တဲ့ဂျပန်လိုတော်ကြီးလိုလူတွေနဲ့အလုံးတွဲလုံနေရလားအဲ့လိုလူတွေကြောင့်မနဲ့အိယာနိုးတိုင်းအလုံးသွားရမှာကိုကြောက်နေလားဒီလိုငစားတွေကြောင့်ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကြာဆင်းပြီးစိတ်ဖိစီးနေရလားသင်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေစွမ်းရည်တွေကိုစုပ်ယူနေတယ်သင်လောကကိုကောင်းမွန်ဖြတ်နေလို့ခံစားနေရပါဒါဆိုရင်တော့အခုတင်ဆက်ပေးမယ် book review series လေးကသင်အတွက်ပဲဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ရဲ့ page forward book review channel ကပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကမ္ဘာတလွှားကအလုပ်ခွင်တွေမှာတိတ်တဆိတ်ဒုက္ခပေးနေတဲ့ပြဿနာတစ်ခုကိုဝင့်ဝင့်လင်းလင်းနဲ့ရဲရဲဝင့်ဝင့်ဆွေးနွေးထားတဲ့စာအုပ်ကောင်းတစ်အုပ်နဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်က2009ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးတကမ္ဘာလုံးကဝန်ထမ်းတွေရဲ့ရင်ထဲကိုတဲ့တဲ့တိမှန်ခဲ့တဲ့The No and So Rule ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်မြန်မာလိုတင်စားရမယ်ဆိုရင်တော့လုပ်ငန်းခွင်ထဲမှာဂျပန်အလိုတော်ကြီးကင်းစင်ရေးခင်ကောင်းကျဲသူပပျောက်ရေးဖြန်ကျသူပပျောက်ရေးစီးမြင်လို့ဆိုရမလို့ပါပဲစာအုပ်ရဲ့နာမည်အပြည့်စုံက The No and So Rule Building a Civilized Workplace and Surviving One That Isn't ဖြစ်ပြီးမြန်မာလိုဘာသာပြန်ရရင်တော့ရိုင်းဆိုင်သူများကိုလက်မခံသောစီမင်းရင်ကျေးသောလုပ်ငန်းခွင်တစ်ခုတည်ဆောက်နေနဲ့မရင်ကျေးသောအစိတ်အတောက်ဖြစ်တဲ့လုပ်ငန်းခွင်တွင်ရှင်သန်နေပဲဖြစ်ပါတယ်စောခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့ဒီစာအုပ်ကကျွန်တော်တို့အတွက်ဘလောက်တောင်အသုံးဝင်မလဲဆိုတာကိုသိသာစေမှာပဲဖြစ်ပါတယ်ဒီစာအုပ်ကကျွန်တော်တို့အတွက်အမှန်တကယ်လိုအပ်နေတဲ့မေးခွန်းတွေဖြစ်တဲ့ရိုင်းဆိုင်တဲ့ဝန်ထမ်းတွေခေါင်းဆောင်တွေလုပ်ဖို့ကင်ဘက်တွေကိုဘလို့ကင်တွယ်မလဲပြောစရာကောင်းပြီတက်ညီလက်ညီရှိမဲ့လုပ်ငန်းခွင်ကိုဘလို့တည်ဆောက်လဲအကယ်၍ကိုက toxic workplace မှာရောက်နေတယ်ဆိုရင်ဘလို့ရှင်သန်အောင်နေထိုင်မလဲဆိုတဲ့မေးခွန်းတွေအတွက်အဖြေကိုယူဆောင်ပေးလာမှာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့စောရဲ့အကြောင်းကိုမဆက်ခင်မှာအရင်ဆုံးစာရေးသူအကြောင်းကိုစာလိုက်ကြရအောင်ဒီစာအုပ်ကိုရေးသားတဲ့သူကတော့ Stanford University က Management Science and Engineering စီမံခန့်ခွဲမှုသိပ္ပံနဲ့ Engineer ဘာသာရပ်ကပါမောက္ခဒေါက်တာ Robert Einstein ဖြစ်ပါတယ်သူကအဖွဲ့အစည်းတွေရဲ့အပြုအမူလုပ်ငန်းခွင်အတွင်းအနိုင်ကျင့်ပိုကြမှုများစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများစီမံခန့်ခွဲမှုပုံစံများနဲ့ပတ်သက်ပြီးသူတေသနာပေါင်းများစွာကိုပြုလုပ်ခဲ့သူဖြစ်ပါတယ်။ဒီစာအုပ်ကသူ့ရဲ့သူတေသနာရလဒ်တစ်ခုဖြစ်ပြီးသူ့ရဲ့အောင်မြင်ဆုံးနဲ့လူကြိုက်အများဆုံးကမ္ဘာကျော်စာအုပ်တစ်ပဲဖြစ်ပါတယ်။သူကဒီ The No Exo Rule စာအုပ်ကိုလုပ်ငန်းခွင်တွေအတွင်းမှာအခြားသူတွေပေါ်အနိုင်ကျင့်ပိုကြတဲ့သူတွေစိတ်အနှောက်အယှက်ပေးတဲ့သူတွေအထဘာအောက်ဖိပြီးဖြန်ကျတဲ့သူတွေကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေဆုံးရှုံးမှုတွေကိုဖြေရှင်းနိုင်ဖို့နဲ့ရင်ကျေးပြီးပြောစရာကောင်းတဲ့လုပ်ငန်းခွင်တစ်ခု civilized workplace ကိုဖန်တီးတည်ဆောက်နိုင်ဖို့ရည်ရွယ်ရေးသားထားတာပဲဖြစ်ပါတယ်။စာရေးသူကဒီစာအုပ်မှာအဓိကစကားလုံးနှစ်ခုကိုအတိတ်ပဲဖွင့်ဆိုထားပါတယ်။ပထမစကားလုံးကစာအုပ်ခေါင်းစဉ်တွေက Axel ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်။ဒါကအင်္ဂလိပ်လိုဆိုရင်အလွန်ရိုင်းတဲ့စကားလုံးပါ။သူရဲ့ဆိုလိုရင်းကတော့လုပ်ငန်းခွင်မှာအစိတ်အတောက်ဖြစ်စေသူလေးစားမှုမရှိသူအနိုင်ကျင့်တဲ့သူအမြဲတမ်းအော်ဟစ်ငေါငန်းတဲ့သူအခြားသူတွေကိုလူတွေရှေ့မှာအရှက်ခွဲတဲ့သူအခြားသူတွေရဲ့အောင်မြင်မှုကိုရှော့တွက်တဲ့သူကိုယ်အာဏာကိုအသုံးချပြီးလူတွေကိုဖိနှိပ်တဲ့သူ
သူနဲ့အလုပ်လုပ်ပြီးတိုင်းလူတွေကိုစိတ်တက်ကြသွားစေတဲ့သူတခြားသူရဲ့အောင်မြင်မှုကိုသူ့ရဲ့အောင်မြင်မှုလုပ်ယူတဲ့သူပြန်ကြတဲ့သူနေရာယူတဲ့သူဂုံတိုက်တဲ့သူလက်အောက်ကိုဖိနေပြီးသူ့ထက်ကြီးသူတွေကိုတော့မှုံနေအောင်ဖာတဲ့သူလောက်ခွင်မှာအမြဲတမ်းပြဿနာရှာတဲ့သူဆရာကြီးလုပ်တဲ့သူအခြားသူတွေကိုအထင်သေးနေချဆက်ဆံတတ်သူအခြားသူတွေကိုအမြဲတမ်းစိတ်ထိခိုက်အောင်အရှက်ရအောင်နှိမ်ကြအောင်တိမ်ငယ်နေအောင်စိတ်ဖိစီအောင်ပြုမှုပြီးသူတွေတွေ့ဆုံပြီးနောက်မှာလူတွေဟာကိုယ့်ကိုယ်တန်ဖိုးမရှိသလိုခံစားရစေတဲ့သူမျိုးတွေကိုပဲဆိုလိုတာဖြစ်ပါတယ်အဲ့ဒီသူတွေဟာသင်ရဲ့စိတ်ချမ်းသာမှုကိုဖျက်ဆီးရုံသာမကခံနေတွင်လည်းမမြင်ရတဲ့ငွေကြေးဆုံးရှုံးမှုပေါင်းများစွာကိုဖြစ်စေတယ်လို့စာရေးသူကဆိုပါတယ်နောက်ထပ်စကားလုံးတစ်ခုက civilized workplace ဖြစ်ပါတယ် civilized workplace ဆိုတာကလူတိုင်းကိုလေးစားမှုနဲ့ဆက်ဆံပြီးအတိုင်းချင်းအဆက်ခွဲခြင်းရိုင်းဆိုင်ခြင်းမရှိတဲ့လုပ်ငန်းဝင်ကိုဆိုလိုတာပါအဲ့ဒီလိုလုပ်ငန်းဝင်မှာလူတိုင်းကိုလေးစားမှု respect နဲ့ဆက်ဆံတယ်။အော်ဟစ်ငေါငန်းတာအဆက်ခွဲတာမရှိဘူး။အမြင်မတူတာကိုယဉ်ကျေးစွာဆွေးနွေးတယ်။ခေါင်းဆောင်တွေကအာဏာနဲ့မဖိနေဘူး။ဝန်ထမ်းတွေကစိတ်ချလက်ချအကြံပေးနိုင်တယ်။လူတွေဟာအလုပ်လာရတာကိုကြောက်ရွံ့မနေပဲလုံခြုံပြီးတန်ဖိုးထားခံရတယ်လို့ခံစားရတယ်။အဲဒီလုပ်ငန်းကလေးစားမှုကိုအခြေခံတဲ့လုပ်ငန်းဝင်အပြန်အလှန်လေးစားမှုရှိတဲ့လုပ်ငန်းဝင်ဖြစ်တယ်။ခေါင်းမုံပြီးပျော်ရွှင်စရာကောင်းတဲ့တက်ညီလက်ညီရှိပြီးတိုးတက်မှုရှိတဲ့အလုပ်ရှင်အလုပ်သမားအဖွဲ့အစည်းအားလုံးအတွက်ကောင်းမွန်တဲ့ healthy workplace culture မျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်။ကျွန်တော်တို့စာအုပ်ကြောင်းကိုဆက်မပြောခင်မှာစိတ်ဝင်စားဖို့ကောင်းတဲ့စာရေးသူရဲ့စာအုပ်ဖြစ်ပေါ်လာပုံလေးကိုအနည်းငယ်ပြောပြချင်ပါတယ်။လွန်ခဲ့တဲ့2000ပြည့်မတိုင်မီလောက်က Stanford တက္ကသိုလ်ဆရာတွေရဲ့အစည်းအဝေးတစ်ခုမှာဆရာခံထားရေးနဲ့ပတ်သက်ပြီးဆွေးနွေးကြပါတယ်။အဲဒီမှာအလွန်တော်ပြီး Nobel ဆုရနိုင်လောက်တဲ့အထိအရေးချင်းရှိပေမဲ့အချင်းစရိုက်ကျန်းတန်းတဲ့သူတေတီတယောက်ကိုအလောက်ခံဖို့အရေးအပြည့်ထန်ဆွေးနွေးကြပါတော့တယ်။အဲဒီခါမှာဆရာတယောက်ကသူပါသူ Nobel ဆုမကလို့ဘာကြီးပဲရဘူးမဆိုင်ဘူး။ကိုယ့်ဖွဲ့ကိုဖျက်ဆီးမဲ့ EXO မျိုးကိုတော့အလုံးမခံနိုင်ပါဘူးလို့ပြက်သားသားညင်းဆိုခဲ့ပြီးဒီလိုတင်းကျပ်တဲ့ဆုံးဖြတ်ချက်ကပဲဌာနကိုပုံမကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာစေခဲ့တယ်လို့ဆိုပါတယ်။စာရေးသူကအဲ့ဒီအစည်းအဝေးကနေ The No EXO Rule ဆိုတဲ့စကားလုံးကိုပထမဆုံးစတင်ကြားဖို့ခဲ့ပြီး2004ခုနှစ် February လမှာစာရေးသူ Robert Sutton ဟာ Harvard Business Review HBR ရဲ့ Breakthrough Idea ကဏ္ဍအတွက်ဒီအကြောင်းကို The No EXO Rule ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးတော်လေးတစ်ပုဒ်ရေးသားပေးပို့ခဲ့ပါတယ်။ EXO ဆိုတဲ့အဓိပ္ပာယ်ကနည်းနည်းရိုင်းဆိုင်တဲ့စကားလုံးဖြစ်နေလို့သူ့ဆောင်းပါးကို Harvard Business Review ကထည့်ပါမလားစံစာဖြတ်ခံရမလားဆိုပြီးစိုးရိမ်နေခဲ့ပေမဲ့ HBR ကဘာမှပြင်ဆင်ဖို့မပြောပဲအဲ့ဒီဆောင်းပါးကိုအမှန်တကယ်ပုံနှိပ်ဖော်ပြပေးခဲ့တယ်လို့ဆိုပါတယ်။သူ့ဆောင်းပါးထွက်ပြီးတာနဲ့ရိုင်းဆိုင်သူလို့ဝိုင်းပြောကြမလားဝိုင်းဆဲကြမလားလို့စိတ်ပူနေခဲ့ပေမဲ့သူစိတ်ပူတဲ့အတိုင်းစာဖတ်သူတွေစီကမထင်မှတ်တဲ့တုံ့ပြန်မှုတွေရရှိခဲ့ပါတော့တယ်။ဒါပေမဲ့အဲ့ဓာတွေကသူစိတ်ပူသလိုသူ့ကိုဆဲတဲ့တုံ့ပြန်မှုတွေမဟုတ်ပဲတကဘာလုံးကအလုပ်သမားတွေမန်နေဂျာတွေစီကပေးပို့တဲ့သူတို့လုပ်ငန်းခွင်ကငစားတွေဂျပန်လိုတော်ကြီးတွေအကြောင်းသူတို့လုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့အနိုင်ကျင့်ဗိုလ်ကျခံရမှုတွေအကြောင်း email တွေထောင်နဲ့ချီပြီးရောက်လာခဲ့တာပဲဖြစ်ပါတယ်။အဲဒီလိုလူအများစုဟာလုပ်ငန်းခွင်တွေကအကျင့်စရိုက်ဆိုးသူတွေကြောင့်နေ့စဉ်နဲ့အမျှနာကျင်ခံစားနေရတာတွေကိုတွေ့ရှိခဲ့ရတဲ့အတွက်ဒီပြဿနာကိုဖြေရှင်းဖို့စာရေးသူက The No EXO Rule ဆိုတဲ့ဒီစာအုပ်ကိုအကျေတဝင့်ဆက်လက်ရေးသားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ကဲခုဆိုရင်
စာအုပ်ဖြစ်ပေါ်လာပုံကိုသိပြီဆိုတော့ဒီစာအုပ်မှာဘာအကြောင်းတွေပါဝင်တယ်လဲဆိုတာကိုဆက်လက်လေ့လာကြည့်အောင်ဒီစာအုပ်မှာအဓိကဆွေးနွေးထားတဲ့အချက်တွေကနံပါတ်1ပြဿနာကောင်းတွေကိုဘယ်လိုခွဲခြားသတ်မှတ်မလဲနံပါတ်2အဲ့ဒီငစားတွေကလုပ်ငန်းဝင်တဲ့အဖွဲ့အစည်းပေါ်ဘယ်လိုထိခိုက်နစ်နာမှုတွေဆုံးရှုံးနစ်နာမှုတွေဖြစ်ပေါ်စေတယ်လဲနံပါတ်3အဲ့ဒီငစားတွေအကျင့်ဆိုးသူတွေကိုဘယ်လိုပြုပြင်ပြောင်းလဲမလဲပြောင်းလဲလို့မှမရရင်ကိုယ့်အဖွဲ့အစည်းကဘယ်လိုဖယ်ရှားမလဲအစတွေကပါမလာဘာလုပ်မလဲနံပါတ်4သူတို့မပါတဲ့လူအဖွဲ့အစည်းကိုဘယ်လိုတည်ဆောက်မလဲနံပါတ်5ကိုကမလွဲမရှောင်တာအဲ့လိုငစားတွေကြီးဆိုးတဲ့လူအဖွဲ့အစည်းတွေရောက်သွားတဲ့အခါဘယ်လိုရှင်းတန်အောင်နေထိုင်ရမလဲနံပါတ်6မိမိကိုယ်ကိုယ်လည်းတခြားသူတွေအပေါ်ငစားတယောက်ဂျပန်အလိုတော်ကြီးတယောက်မဖြစ်ဖို့ဘယ်လိုစမ်းစစ်လှုပ်ဆောင်ရမလဲဆိုတဲ့အချက်တွေကိုရေးသားထားပါတယ်။ဒါတော့ The No Exo Rule စာအုပ်ဟာအလုပ်ခွင်ကမကောင်းတဲ့လူတွေအကြောင်းကိုထိုင်ပြီးညှဉ်းညူပြနေတဲ့စာအုပ်မျိုးမဟုတ်ပါဘူး။အဖွဲ့အစည်းတွေအနေနဲ့ဒီစည်းမျဉ်းတွေကိုအလုပ်ခန့်တဲ့လုပ်ငန်းစဉ် hiring နဲ့အလုပ်ဖြုတ်တဲ့လုပ်ငန်းစဉ် firing တွေမှာဘလို့ထည့်သွင်းအသုံးပြုမလဲဆိုတဲ့လက်တွေ့ကြတဲ့နည်းဗျူဟာတွေကိုပါထည့်သွင်းရေးသားထားတဲ့စာအုပ်ပဲဖြစ်ပါတယ်။ဒါပြင်သင်ကိုယ်တိုင်ကဒီလိုလူတွေကြားထဲမှာပိတ်မိနေပြီးချက်ချင်းအလုပ်ထွက်ဖို့မဖြစ်နိုင်သေးဘူးဆိုရင်တော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမထိခိုက်အောင်ဘလို့ခံနိုင်ရှိအောင်နေထိုင်မလဲ Tips for surviving nasty people ဆိုတဲ့ရှင်သန်ရေးနည်းလမ်းတွေကိုပါဝေမျှပေးထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒီစာအုပ်ရဲ့အဓိကပေးခြင်းတဲ့ cool message ကပါလေ။ဒီစာအုပ်ရဲ့ cool message ကတော့လုပ်ငန်းခွင်အတွင်းကအခြားသူတွေကိုအနိုင်ကျင့်ပို့ကြတဲ့သူတွေအကျဉ်းစရိုက်ဆိုးသူပြဿနာကောင် exo တွေဟာလုပ်ဖို့ကင်ဘက်တွေရဲ့စိတ်တက်ကိုသာမကအဖွဲ့အစည်းတစ်ခုလုံးရဲ့စွမ်းဆောင်ရည်နဲ့အကျိုးအမြတ်ကိုပါကြီးမားစွာထိခိုက်ပျက်စီးစေတဲ့အတွက်သူတို့ကိုလုံးဝသီးခံခွင့်လွှတ်မပေးပဲ The No Exo Rules လူရုပ်မာများကင်းစင်ရေးစည်းမျဉ်းနဲ့တင်းတင်းကြပ်ကြပ်ဖယ်ရှားပြရမယ်ဆိုတာပါပဲလူတယောက်ကဒေါ်နေုံနဲ့မရပါဘူးဒေါ်ပြီး attitude မကောင်းရင်ဘာမှဆက်လုပ်လို့မရပါဘူးအဲ့လိုလူတွေကိုသူကအကျင့်သာဆိုးတာအလုပ်တော့အရန်တော်တာပဲဆိုပြီးဖက်ထွယ်ထားမိရင်တော့သင်နဲ့မကပဲသင်လုပ်ငန်းတစ်ခုလုံးဆုံးမြုပ်သွားပါလိမ့်မယ်သင်ဟာခံနေတစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်ပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခုရဲ့အုံနာပဲဖြစ်ဖြစ်ဝန်ထမ်းတွေကိုစီမံနေရတဲ့သူပဲဖြစ်ဖြစ်HRပဲဖြစ်ဖြစ်ဒါမှမဟုတ်အလုပ်ခွင်က toxic ဖြစ်မှုတွေကြောင့်စိတ်ညစ်နေရတဲ့ဝန်ထမ်းတစ်ယောက်ပဲဖြစ်ဖြစ်ဒီစာအုပ်ကသင်အတွက်အမြင်သစ်တွေနဲ့ခွန်အားတွေကိုအသေးအချာပေးစွမ်းနိုင်မှာဖြစ်တယ်လို့ဒီစာအုပ်ကပေးတဲ့အသိပညာတွေကသင်ရဲ့နေ့စဉ်လုပ်ငန်းခွင်တွေမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့တကယ့်ကိုအထောက်အကူဖြစ်စေမှာအသေးအချာပါပဲဒီနေ့တင်ဆက်ပေးသွားတာကတော့စာအုပ်ရဲ့မိတ်ဆက်လေးပဲရှိပါသေးတယ်ကျွန်တော်တို့ရဲ့နောက်ဗီဒီယိုတွေမှာဒီ The No Exo Rule စာအုပ်ထဲကမှတ်စရာအချက်လက်တွေကိုအခန်းတစ်ခုချင်းစီအလိုက်အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ဆက်ဖော်ထုတ်ပေးသွားမှာမို့အလုပ်ပင်ကငစားတွေကိုပြန်စားသွားစေမဲ့စိတ်ဝင်စားစရာနီးလန်းတွေကိုသိကျင်နေဆိုရင်တော့နောက်လာမယ့်ဗီဒီယိုတွေကိုမလွတ်တမ်းစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့ရဲ့ Page Forward Book Review Channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့မိတ်ဆွေတို့အတွက်အပန်းမကြီးပေမဲ့ကျွန်တော်တို့အတွက်တော့အားစိတ်တစ်ခွက်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာတော့ဒီစာအုပ်ရဲ့ Chapter 1 What Workplace Excel Do and Why You Know So Many ဆိုတဲ့အခန်းကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်သင်လုပ်ငန်းဝင်မှာရောအခုလိုခေါင်းကိုက်ရတဲ့ငစားမျိုးတွေရှိနေလားသူတို့ကိုရောလက်ရှိမှာဘလို့ကင်တွယ်ဖြည့်ရှင်းနေလဲဆိုတာကိုအောက်ကcomment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး
အားလုံးပဲအစိတ်တောက်ကင်းစင်ပြီးအပြန်အလှန်လေးစားမှုရှိတဲ့ဒါယာပျော်ရွှင်ပွဲလုပ်ငန်းခွင်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်